ရှိလို့လေခင်ဗျာကျွန်တော်တို့မဂ္ဂဇင်းတိုက်တာဘာများကူညီပေးရမလဲဒီလိုပါရှင်ဒီကအနန္နာစကြာမဂ္ဂဇင်းမလားအဲ့တော့လေအနန္နာစကြာဝလာနဲ့ပတ်သက်တာလေးသိချင်လို့ပါရှင်ဩအနန္နာစကြာဝလာကြီးကိုစိတ်ဝင်စားတယ်ဗောကဲမေးပါခင်ဗျမေးပါဒီလိုပါအဲ့အနန္နာစကြာဝလာထဲမှာလေဂျိုသားဆိုတာလေရှိလားယင်ရှိတာပေါ့ကွယ်ဂျိုသားတော်မှာဂျိုသားတိဂျိုသားမဂျိုသားဖိုးကြီးဂျိုသားဖွားကြီးဂျိုသားအငယ်လေးတွေတော့ပါတယ်ကွယ်ဒါကြောင့်မင်းကွန်းဆရာတော်ဖရာကြီးကမြတ်တာပို့ခဲ့တာပေါ့ရှေရန်တိုင်းရှိတော့အနန္တစကြာဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းရပါစေရောက်ဆရာအစအဆုံးလေးရွတ်ပြနေနေတော့နော်ကျမသိချင်တာလေအဲ့ဂျိုသားဆိုတာဒီမှာအစွမ်းတတိရှိသလားအဲ့ဒါလေးပဲသိချင်တာရှိတယ်ဗောသမီးရဲ့အစွမ်းတတိကတော့ဂျိုသားမပြောနဲ့ဂျိုလူမှတော့ရှိတယ်အဲ့ဒါတော့ဆရာကိုတွေ့ဘာလို့ပြောနေရလဲဘယ်ကဂျိုလူအစွမ်းပါလာကြတာလဲရှင်ဂျိုလူအကြောင်းကတော့ပြောမပြောရမှာဘူးသမီးရဲ့ပြီးခဲ့တဲ့အပတ်ကဆရာဝင်းချိုးလို့ဂျိုလူဝင်းတို့စေတောက်တာဟာတလဟောလို့ပွားပြီးမြော့လေးပဲကြံတော့တယ်သမီးရဲ့ညစ်ပါလိုက်တာဒီဘယ်ကရောစရာအိမ်လာပြောနေရလဲဆရာဒုက္ခပါပဲမေးတာတခြားဖြေတာတလို့ဒီမှာဆရာတို့ကလေစက်ကြော်လာမဂ္ဂဇင်းဆိုတော့လေဂျိုသားတွေအကြောင်းရေးတဲ့မဂ္ဂဇင်းမဟုတ်ဘူးလားယင်မဟုတ်တာကလေးရဲ့ဆရာတို့မဂ္ဂဇင်းကသိပ္ပံမဂ္ဂဇင်းမှာမဟုတ်တာဒါဆိုဘာဖြစ်လို့များအနန္တစက်ကြော်လာဆိုတဲ့နာမည်ကိုပေးထားတာလဲယင်ဒါတွေလို့ရှိတယ်လေဆရာတို့မဂ္ဂဇင်းကမေတ္တာတရားကိုအခြေခံထားတဲ့ဘာသာရေးမဂ္ဂဇင်းဘာသာရေးမဂ္ဂဇင်းဆိုတော့အနန္တစက်ကြော်လာကြီးကိုမေတ္တာပို့သပြီးတရားဓမ္မအကြောင်းကိုအသားပေးရေးသားထုတ်ဝေတဲ့မဂ္ဂဇင်းပေါ့ကွယ်ခတ်တော့ဂျိုသားတွေအကြောင်းသိချင်လို့လာမေးပါလေဆိုမှတရားပေါက်ပြီးတော့သီလရှင်ဝေးရမယ်ကိန်းအောင်စိုက်နေပါပဲရောလားဒါနဲ့တမျိုးကောင်းတာပဲတရားတို့တရားများရတာပေါ့ဒါမဲ့သမီးသီလရှင်ဝေးရင်ဝတ်ဆောင်ကတော့အကြီးချော့ရမယ်နော်သီလရှင်ဝတ်စရာလားရှင်ဒီရုပ်ဒီကသီလရှင်ဝေးရမယ်ရုပ်လားတော်ပြီပြက်မယ်နောက်ကျဲတဲ့လမ်းပေါ်မှာကျမကားရှိမှာကန့်လန့်ပိတ်ရက်လိုက်တာဒါတမန်ရိုးရိုးရက်တာနဲ့မတူဘူးမင်းပဲဆိုလို့လည်းမင်းကလေးကန့်လန့်ပိတ်ရက်လိုက်တယ်ဆိုတဲ့ကန့်လန့်တိုက်လိုက်တယ်ဆိုတဲ့သဘောပဲပေါ့ဒါစမရှင်းဘာတူရှင်းကြမှာမသိဘူးနော်မင်းလည်းငါမသိပါဘူးဒါပေမဲ့မင်းအိမ်မှာရှောက်နေတဲ့တာမိုမီတာတော့ငါသိတယ်တာမိုမီတာတာမိုမီတာသိရလားသိရပေါ့တာမိုမီတာဆိုတာတာမန်လူမဟုတ်ဘူးတခြားကဘာနဲ့ရောက်လာတဲ့ဂျိုးသားရှင်းလားနေစမောင်ရှင်းကသူကဂျိုးသားဆိုတာဘယ်လိုလုပ်သိရသိရပေါ့တေချာချာကြီးကိုသိတာသိနေတယ်ဆိုတာမိုမီတာဂျိုးနဲ့ဖူးစာဆုံးမှုအတွက်တခြားကဘာနဲ့ရောက်လာတာလေချောဘယ်သူကအဲ့လိုပြောတာဖေးစရာပြောတာပေါ့မဟုတ်ပါဘူးအဲ့လိုအော်တိုစိတ်ကသိတာလေကိုယ့်ရဲ့ဖူးစာရှင်ဆိုတော့သူ့ကိုမြင်လိုက်တာလေဘယ်ဘက်ရှင်ပဲကြီးရနေသိတာတာမိုမီတာရှင့်ရဲ့ဖူးစာရှင်ဟုတ်လားဟုတ်တယ်ဒီမှာတာမိုမီတာကရှင့်ရဲ့ဖူးစာရှင်အစ်စ်အမှန်ဆိုရင်ရှင့်ရင်တွေ့ခဲ့ရမှာပေါ့အခုကျမရှိကိုအရင်ရောက်လာတာလေအဲ့တော့တာမိုမီတာရှင့်ရဲ့ဖူးစာရှင်ဟုတ်ပါမလားဘာပြောရင်ဟုတ်တယ်လေတာမိုမီတာကိုကျမတွေ့ခဲ့တာကျမပဲခေါ်လာတာကျမပဲပြုစုကျွေးမွေးစောင့်ရှောက်ထားတာအဲ့တော့ရှင့်ရဲ့ဖူးစာရှင်မဟုတ်လို့တာမိုမီတာကိုရှင့်ကအရင်မတွေ့ခဲ့တာပေါ့မဟုတ်ဘူးလားမင်းစကားရက်လိုက်စမ်းမင်းဒီနေ့ကနေစပြီးတော့တာမိုမီတာကိုချုံနှောင်ပိတ်လောက်ထားရရက်လိုက်တာမိုမီတာကိုလွတ်လပ်ခွင့်ပေးလိုက်စမ်းပါဒါလေမင်းကတာမိုမီတာပေါ်မှာမရိုးသားဘူးလားဟ
မင်းကောင်းတဲ့တစ်ခုထည့်ထားလိုက်တာမိုမီတာဆိုတာငါရဲ့ဖူးစာရှင်အဖြစ်တခြားကဘာကနေရောက်လာတဲ့လူတစ်ယောက်ပဲဒီမှာရှစ်ကျမစေနာမစော့ကားနဲ့နော်ကျမတာမိုမီတာပေါ်မှာဘာမျောလဲကျမမချဘူးရှင်ပြောသလိုလဲပိုက်နှောင်ချုပ်လောင်ထားဘာတစ်ခုမှမရှိဘူးဘယ်ကနေရောက်လာပြီးတော့ဘယ်ကိုသွားမှမသိတဲ့လူတယောက်ဒုက္ခရောက်မှာဆိုလို့ကျမစေတနာတန်တန်နဲ့ကျွေးမွေးပြုစုစောင့်ရှောက်ထားတာတော်ပြီရှင်နဲ့စကားဆက်မပြောချင်ဘူးတာမွေတာဟေးညမထနဲ့ခြံထဲမထနဲ့နော်ဆဲမမင်းလိမ့်မှာပါလေကွာဟုတ်ပြီလားလာပါအေးလာအခန်းထဲဦးသွား
တောင်းခံနေပါအေးဟုတ်ပြီအေးပါအေးပါအေးပါကျူသားလေးကစိတ်ကောက်နေတာဟိုစိတ်မကောက်ပါနဲ့ကွာဆိုရင်အပြင်ထွက်ရင်လေအန်ဒီများလို့ပါဟိုက်ကိုခန်းထဲမှာကိုယ့်ကိုကြိုက်တယ်လို့နော်ကြိုက်တယ်လို့မူကြိုက်တယ်လို့နှောက်နော်ဟုတ်ပြီလားကြိုက်တယ်ကစားအိမ်ထဲမှာဆိုလို့ကြိုက်တာလုံးတခုတော့ရှိတယ်အိမ်လုံးမပြိုစင်းနေနော်ကျူသားလေးဟုတ်ပြီလားโอเคကြိုက်တယ်တတာအေးလိမ်မာလိုက်တာကွာလိမ်မာလိုက်တာအေးကွာ ပခိုင်းနေစိတ်ကမပြီးသေးဘူးလားဒီမှာနည်းနည်းပါးပါးဝိုင်းကူလုပ်ပေးဦးလေ ဟာအေးပါကွာယောက်ျားမရှိမရတဲ့ကြာအေးလာပြီရောက်တော့မေးပကံနေဘာလို့မပြော 这都有吗？ကြိုက်လားဒီဒီလေးကကြိုက်တယ်မလားကျန်ကျန်ဆောက်ပါလားဝါနဲ့ဒီဆောက်ပါလားဆောက်မယ်နော်ဝါတို့ဒီမှာလေးဒူကားလေးအားရရှိရဲ့လိုက်ဆောက်ပါလားတကယ်နော်အဲ့စမနဲ့ကိုလိုက်ခဲ့ဒီကစားမယ်နော်ဘာကျန်ကားလေးကိုဒီလိုလေးထားလိုက်တယ်နောက်မှမယ် ready 1 2 3 내가 매 띠띠띠띠
ပြန်လိုက်အေးလေးတွေအပေါ်ထဲမှာတင်ထားမယ်နော်မောကလီနော်ဖေဖေဘယ်သွားမလို့ ဘယ်မှမတော့ ဖေဖေဘယ်သွားမလို့လဲဖေဖေတမီးဝင်လာမှာ တော့ပါဘူးဟိုလေဟိုတပီအဲ့ကိစ္စဖေးမသိဘူးနော်ဖေးကအပြင်သွားနေတာအပြင်သွားနေတာဖေးဘာမှမသိဘူးဖေးညှို့ဆိုင် ဖေဖေဘာပြောနေရလဲ ဟိုလေတမီးတို့အခုရှာနေဟိုတာမုံမီတာပျောက်တဲ့ကိစ္စဖေးအဲ့ချိန်မှာအိမ်မှာမရှိဘူးလို့အပြင်ထွက်နေတာလို့ဟာတက် တာမိုမီတာပြောက်တယ်ဟုတ်လားဘာဖြစ်နေကြလဲအိမ်မှာဘာဖြစ်နေကြတာမိုမီတာဘလို့ပြောက်သွားလဲ တမီးကတာမုံမီတာပျောက်တော့မသိဘူးလားဘယ်နဲ့မသိဘူးအဲ့ကြာအပြင်သွားနေတာအဖေလည်းပြန်လာတော့သူတို့တောင်မူတောင်လိုက်ရှာနေကြတာတဲ့အိမ်လုံးကိုနှက်နေရပဲအဲ့နဲ့အဖေလည်းလိုက်ကူရှာပေးတာမောလို့အခုသတင်းစာထိုင်ထားတယ် တော်တော့ဖေဖေဒုက္ခပါပဲကဲအဲ့ဒါဆိုလေးလေးကဘယ်မှာလဲလေးလေးကင်းရောလေးလေးကင်းဘယ်မှာလဲဖေဖေ သူကပျောက်နေတာမသိဘူး လေးလေးကင်း ဒီပါလေဒီလေးကဒီမှာ လေးလေးကင်း ဟင် ဘယ်သွားနေရလဲ ဩဟိုဒီလေးကလေတောင်မီတောင်လိုက်ရှာနေတာအခုပဲပြန်ရောက်တာ လေးလေးကင်းကိုယ်တိုင်စောင့်ကြည့်ပါမယ်လေးလေးကင်းကိုယ်တိုင်တာဝန်ယူရမယ်ဆိုအခုဘလို့ဖြစ်တာလဲ ဟုတ်တယ်လေလေးလေးကင်းကိုယ်တိုင်စောင့်ကြည့်နေပျောက်သွားတာလေးလေးကင်းကိုယ်တိုင်သူ့အခန်းထဲမှာထားခဲ့တာ အခုသွားရှာတော့တွေ့ခဲ့လား မတွေ့ခဲ့ဘူး ဟမ် ဩဒါပေမဲ့သူရှိတဲ့နေရာကိုတော့လေးလေးကိုယ်တိုင်တဲလွန်လာရခဲ့ပြီ 啊，看见了， အော်ဒီမှာ ရော ရှင်ကသူများအိမ်ကဘဲကိုဘာကိစ္စတက်ဆွတ်ဆွတ်တီးနေရလဲတစ်ချက်တီးရင်တော်ရပေါ့ထွက်လာမှာပေါ့နည်းနည်းပါးပါးစောင့်မအောင်လားငါဖောင်ရိုးရဲ့ 哦，没俺我朋友考的，巴都新包里买的， ဘာစင်မလို့လဲခင်မော်လေးရှင်ခင်မော်လေး 哦，美国没那开毛里表演，俺那边跟山破瓦有嘛耶， အော်သူများအိမ်ရှိလာပြီလူအများဖိုးဝရုံလေးပါလေးနဲ့ရှင်သူများအိမ်ရှိလဲလာပြီးတော့လူအများဆော့ဆော့ကနေကျမလောက်လိုက်ရှင်သိတော့မယ်နော် 那我杨超没呢，没有俺杨对不拉他莫夫，俺给啥去了拉他， အမလီရှင်နဲ့ကျမနေစားမှာဘာကိစ္စမှမရှိဘူး 哈，是呀不，你才能俺后面俺你来我们， ရှင်ကကျမဘာကိစ္စဖွင့်ပေးရမှာလဲဟမ်ရှင်ကဘာကိစ္စဆိုကျမ channel ကိုဝင်ရမှာတော့ 对吧？俺呀当不比他表抓的，哎呀，你一年嘛是的， ဟုတ်တော့လူအများအုပ်စုခွတ်ဆိုနေရှင်ကတာဝန်မီတာပျောက်သွားဘာကိစ္စကျမကခိုးထားရမှာလဲဟမ်အမလီတော့တာဝန်မီတာလေးတစ်ချောင်းပျောက်တာများစိုက်မှာသွားမလို့သူများအိမ်ထိလာပြီးတော့ရှာတဲ့သူကရှိတယ်အဲ့ဩစီရ 哈，对嘛？这有个么孤立孤嘛难弄你呢？这应该表多了当不比他，可么样一个嘛是个对的，啊，可么样就抢我嘛拉抢抢你的，讲你哩。 အမလီတော့ဟာရီကပြောနေလေကျမလုံးဝစိတ်မဝင်စားကျမဟိုမြလေးတငယ်ရီလာလာပြီးကတ်တယ်လို့ကျမမခါချနေရ 你卡ချင်းကောင်လေးလည်းချတယ်တဘိုးတွေရောချတယ်ဟမ်ပွဲစိတ်ရောချတယ်လေအားလည်းမမောက်ကြီးဟိုတနည်းကဖိုးဝါရုပ်ထဲမှာလေခင်ဗျာခါကြိုက်တာ ရှင်နော်မင်းမလို့မင်းမရတဲ့မင်းရှာနေလူကြီးရလေရှင်အခုလည်းစပြောနေကျမအခုရဲကိုဖုန်းဆက်ပြီးတော့တိုင်လိုက်ရမှာပြောစမ်း ဟောမရဲတော့တိုင်မယ်တိုင်ပေါ့ဒီမှာရဲကကြောက်ကတိုင်ပေးရမှာဖုန်းနံပါတ်လည်းရှိတိုင်ပေးလိုက်မယ်လေ ရတယ်ကျမတိုင်နေရှင်အခုချက်ချင်းထွက်သွားတော့ရှာခက်ရှိမနေအခုချက်ချင်းထွက်သွားစမ်း မသွားဘူး သွားမလားမသွားဘူးလား မသွားဘူး ရှင်မသွားလို့ရှင်ကျမသွားတယ် သွားဇာမော်လီသိန်းကြီးအဲ့လေစင်မော်လီကင်းမော်လီရဲဟွန်းဖိုးဝါရုပ်မှာအင်ရှိမှာတွေ့ခဲ့တဲ့ရေဒီယိုဟော်ရီရေဒီယိုကငါရေဒီယိုဟဲ့အေးအဲ့ဒါကိုတာမိုမီတာမြင်ပြီးတော့ကလိကလိနေတာသူသဘောကြမှန်းသိလို့ငါသူ့ဆရာပြန်မတောင်းမင်းသူ့ကိုပေးထားတာ အဲ့ဆိုလေးဟိုတာမိုမီတာအဲ့ဒီမိန်းမကြီးရဲ့လက်ထဲမှာရှိတာသိကြတာပေါ့နော် ဟာသိသေးကြတာပေါ့ဟာဒီမှာအဲ့ဒီဖိုးဝါရုပ်မှာကြီးကလေတာမိုမီတာအမြဲတမ်းလိုက်ချောင်းနေဆိုတာငါသိနေတာ ဒါဘသူအပြစ်မှမဟုတ်ဘူးဘသူမှအပြစ်မတင်နဲ့အဲ့ဒီမိန်းမကနေပြီးတော့အကွက်ကြကြစီစဉ်သွားလို့ပါသွားတာနော်အဲ့ဒီဝတ်တုံမကြီးနဲ့ငါနဲ့လို့ဆုံမှုတယ်လေအဖေနဲ့လည်းဆုံမှုတယ်ချာရှိမှလေလက်ကြီးနှစ်ဖက်ကိုလှုပ်ထားတယ်တစ်ဖက်ကပန်းနေတင်လို့တစ်ဖက်ကကြားလုံးနေတင်လို့မျက်လုံးတွေလည်းဇုံမိတ်လို့ပြီးလည်းပြီးတော့အောင်ပြီးဆိုထအော်တာဟာအဖေကလည်းအဲ့ချိန်မှာအောင်သင်းသွားကြည့်တဲ့အချိန်
ပုံမှန်နမိတ်ဆိုင်ပြီးငါလည်းအောင်ပြီဆိုပြီးပျော်သွားတာဗောဒါပေမဲ့တကယ်လည်းသွားကြည့်ရော အောင်လား ကြားရလေမင်းကဒီရားလုံးတွေယူစားလို့ကြတာ ဆရာလည်းနှလုံးစားတယ်လေ ကဲတော်ကြပါတော့ဖေဖေတို့ရဲ့အခုဘာဆက်လုပ်ကြမလဲဒါစဉ်းစားကြပါ ဘာမှဆက်လုပ်လို့မရသေးဘူးသမီးလေးလေးချင်းပြောသလိုတာမိုမီတာတွေ့မှရှိရင်ရှိမယ်ဒါပေမဲ့မသေးကြဘူး ဘာလို့မသိထားမှာတော့ မင်းပြောလို့မသေးကြတာဟမ်မင်းစဉ်းစားကြည့်နော်ဒီအိမ်ထဲကနေပြီးတော့လူတွေအများကြီးရှိတဲ့ကြားထဲကနေပြီးတော့အကွက်ချစီစဉ်ပြီးတော့ရအောင်ခေါ်ထုတ်သွားတာဒါနည်းနည်းတော့ကလိန်ကျင့်ညာမဟုတ်ဘူးကလိန်ကျင့်တော်တော်ကြတာပြီးတော့အဲ့ဒါကို तू အိမ်မှာဒီတိုင်းထားမလားတနေရာပို့လိုက်မှာပေါ့ဥမာတင်ငန်းကုန်းတို့ရေခဲတိုင်းတို့ဆက်ဆက်ပါလေ စက်ကောင်းပြောသူတို့တော့မရဘူးဖြစ်နိုင်ရင်တော့ အစကလေးကမှဘာမှမသိဘာမှနားမလဲပါဘူးဆိုမှအခုလိုသစိမ်းတယောက်လက်ထဲကိုရောက်သွားရင်ပို့ပြီးတော့ဒုက္ခရောက်တော့မှာ တိတ်လဲစိတ်မပူပါတမီးရဲ့ဒီမိမကြည့်ရတာတာမိုမီတာကိုတခုခုဆွဲလန်းနေပုံရတယ်အဲ့တော့ तू တာမိုမီတာကိုတော့ရဆက်ဆက်တော့လုပ်လိမ့်မယ်မထင်ဘူးနော်အဲ့တော့ဒါကြီးစိတ်မပူနဲ့ အဲ့ဒါကြောင့်တမီးပြောတာပေါ့သာမိုမီတာကိုရုပ်ဆိုင်ကြပါခြံနဲ့ခြံမြင်ပေးမထွက်ပါနဲ့ဘသူလားမင်းမသိဘူးမရှိဘူးလို့ဖြေပါလို့ပြောတာကမှ မာရီရေတောင်မီတာနဲ့ပတ်သက်ပြီးလေးလေးခင်းရလေဟိုးစောကြီးတာတောင်မီတာမှာလားအခုတောင်မီတာပျောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေးလေးခင်းရှာပြီးမယ်ဟုတ်ပြီလားဟမ်သမီး ကဲမင်းလည်းတွေ့အောင်ရှာပေးလိုက် ရှာပြီးပါ သမီးရဲ့တော့ပြည့်စိတ်မကောင်းဖြစ်မှာလေကောင်းဝေးထားပါနော်သမီးလည်းပင်ပန်းလာအခန်းသွားပြီးအနားယူတော့နော်ခင်ဗျနေမလေးကိုခန်းနဲ့ခေါ်သွားလိုက်တော်သမီးတော် ဘေးဘူးမင်းနဲ့ကိုအခုလိုမျိုးကြိုးတုပ်ထားတာရှင်နဲ့မကောင်းလိုက်တာကွာအခုလိုမျိုးလေဘေးလေးကိုကြိုးတုပ်ထားတာ
妈ရှင်နေကနှလုံးသားကြီးတစ်ခုလုံးကျိုးတုတ်ထားတယ်လို့ပဲကွာအဲ့လိုရှုံးလို့ရှင်ဘီဘီအသားလေးတွေပုံပဲ့ကုန်မှာပေါ့ဘီဘီအဲ့လိုလို့ရှင်ဘီဘီအရှမ်းနေမောနေမှာပေါ့ဘီဘီလေးကအိမ်ရောက်ထဲကဘီဘီလေးကအစားလည်းမစားပြီးတော့ထွက်ပြေးဖို့ပဲစူးစမ်းနေရပဲအဲ့လိုအင်းမြင်နေရဘယ်ချိပါမလဲဘီဘီရဲ့ဘီဘီလေးအဲ့လိုရုံးမနေနဲ့လေကွာဘီဘီလေးအရင်ပြင်မနေမှာပေါ့ရုံးမနေနဲ့လေကွာဘီဘီလေးအရင်ပြင်မနေမှာပေါ့ဘီဘီအဲ့လိုမျိုးရုံးမနေနဲ့ကွာဘီဘီအဲ့လိုလုပ်မျိုးမငိုတော့ငိုချင်လာပြီဘီဘီလေးထွက်မပြေးပါဘူးလို့မဟုတ်ခဲ့ပြီနော်ဘီဘီနော်ဘီဘီနော်လို့ဘီဘီရလေကွာဘီဘီခရီးပြေးရလားဟုတ်မဝမ်းတာလိုက်တာဟုတ်အဲ့ဒါဆိုရင်လေမဘီဘီအခုချက်ချင်းထုတ်ပြပြီမယ်နော်ဘီဘီနော်ဘီဘီလေးရဲ့ဘီဘီလေးကိုခုလိုလေးမြင်လိုက်မစိတ်ဆန္ဒသွားပေါ့မနဲ့တူတူအေးစီလေးနေစမ်းပါဘီဘီလေးနော်ဟဲ့ဘီဘီမိပေါအဲ့ဒါဖမ်းထားစမ်းမိပေါဘီဘီလေးဘီဘီဟုတ်ပြီးချောင်းထားတာဘီဘီလေကွာဘာဖြစ်လဲဘီဘီတော့ချောင်းမတော်ပြောထားတယ်ဘာလို့ကိုထွက်ပြေးဟာဟဲ့ပြီးစားတော့စမ်းမိပါဘီဘီလေအဲ့လိုလုပ်နေမှဘယ်တော့မှလွတ်ပေးမှာမဟုတ်ဘူးနော်ဘီဘီကိုစားတယ်ကွာကြားလားမစခေါင်းနားထောင်မှာပေါ့ဘီဘီရဲ့လာစိတ်ဆိုးအောင်ပြုတ်တာပဲအဲ့ဘီဘီတရားလာလို့စကငါလုပ်ပြပြီဘီဘီအမလေး ရလိုက်စမ်းနေငါ့ကိုသိလား မသိပါဘူးရှင် မဟုတ်တယ်သူဘယ်လုံးငါသိမှာလဲဟဲ့ငါလက်မပတ်ထားတယ်ဘာလဲသိလား လက်ပတ်လေး ဟာလက်ပတ်တော့သိကြတာပေါ့ဟဲ့ဒီမှာတောင်းဝန်လို့ရတာမြင်လား ဟုတ်ဟေးငါတောင်းဝန်ဆိုတဲ့လက်ပတ်ကိုပတ်ထားတဲ့အတွက်ကြောင့်ငါဒီတောင်းဝန်ရှိတယ်ဟုတ်တယ်နော်အဲ့ဒါနင်းကောင်းတော့မြင်မှတ်တာဟုတ်ပြီအေးနင်းကငါမေးတာကိုမှန်ကန်ဖြေနိုင်တယ်တက်တော့အေးနင်ငါ့ကိုလိမ်မိဖြေလို့ရတော့နင်လိမ်ညာမှုနဲ့နင်ဖမ်းခံရမယ်နော်ဟုတ်ပြီလားဟုတ်အေးဒီခုနေတဲ့အိမ်ကခင်မော်လီတို့အိမ်လားဟုတ်ကဲ့ပါရှင်အေးဟုတ်ပြီအဲ့ခင်မော်လီကတော်လေးတယောက်ကိုဖမ်းထားတယ်ဆိုဟုတ်လားဟုတ်ကဲ့ပါရှင်ဟုတ်တယ်မမဘာဖြစ်လို့ဖမ်းတာလဲမမကလေပညာတတ်ပွဲရတယောက်ပါပြီးတော့ချမ်းသာပါတယ်တိုးရတော့သမီးပါဒါပေမဲ့လေဟစ်စတီရီယာယောဂဆိုလားစိတ်ကစင်ကလေးယောဂဆိုလားဖြစ်နေတာတဲ့ဖျားငါအခုမှမကြောက်ဘူးတော့လေအဲ့ဒါကိုသူတို့ညာလူကြီးတွေကမသိကြဘူးလားဟဲ့မမအဖေဘာကြီးတော့ရှိပါတယ်မမအမေကမရှိတော့ပါဘူးမမအဖေဘာကြီးကလည်းစီးပွားရေးလုပ်ငန်းနေမယ်ဆိုတော့ခီးခဏထွက်နေရတာဘာကြီးရှိရင်တော့မမအကောင်းပါပဲဘာကြီးခီးထွက်သွားပြီဆိုတော့စိတ်ဖောက်ပြန်တော့တာပဲဟာဒီကအသေးရဦးရစရာပါလားယင်ဒါနေတယ်မဟုတ်အခုဖမ်းထားတဲ့ကောင်လေးချင်းကဘယ်လိုတော့ဟာအရင်ကဖမ်းထားယောက်ျားလေးတဲ့အစားအများကြီးတော်သေးတယ်အခုကောင်လေးကိုကျိုးပဲတုတ်ထားတာအရင်ကလူတွေဆိုရင်လေစိတ်ဖောက်ပြန်လာပြီဆိုတာနဲ့လေဓာတ်တွေနဲ့မှုန်းလိုက်မီးတွေနဲ့ရှိုးလိုက်ခြေသေးလက်သေးတွေကိုပလာယာနဲ့ဆွနှုတ်လိုက်လို့တာအမလေးသူ့ယောဂါလေကြောက်စရာလန့်စရာယောဂါပါလားသူ့ယောဂါဖြစ်ယောက်ျားလေးတို့ထိခိုက်တာပဲအရင်လူတွေဘာဖြစ်ကုန်မမလေးကလေသူကြိုက်ပြီဆိုရင်ဖမ်းပြီးခေါ်လာတာပဲအရင်လူတွေဆိုတော်တော်နှိမ့်ဆက်ခံရတယ်ဒါပေမဲ့လေဘဘကြီးကခရီးရပြန်လာတော့မယ်ဆိုရင်မမလေးစီကိုဖုံးဆက်တာနဲ့လေဖမ်းတဲ့လူတွေပတ်စံပေးပြန်ထုတ်လိုက်တာပဲဟာဒီမျိုးသမီးကယောဂါတော့ဖြစ်တယ်ဒီယောဂါတော့လဲတဲ့ယောဂါပဲသူ့ဘာကြီးမသိအောင်တော့ဘာကြီးပြန်လာချင်မှဒီပြဿနာကိုဖျောက်တယ်သူ့ပဲခီးထွက်သွားရင်သူကြတဲ့လူတွေခေါ်ပြီးတော့နှိမ့်ဆက်တယ်ဟင်ဟုတ်ပါဘူး
ဒါနဲ့အဲ့သူ့ဖေရဲ့ဖုန်းနံပါတ်ရှိတာ ဟုတ်ရှိပါတယ် အေးရှိရင်အဲ့ဖုန်းနံပါတ်ပေးပါ ဘီဘီလေးကစော့နေအောင်လာထားအတီးစမ်း所以哟，大家有啥没喏，不比喏啊，在哪？好玩喏，比比啊，你真是啊，搞喏呀，你嘛，比比你当然也难，我现在你俩有啥没喏，baby baby ya. Hah? Kok aku sama? Hah?哎呀，什么讲哪个？好哩，我说你，对啦，你别你对零啊，不要你，就会老讲了不？哎呀，你我说你，哦来黑来我来做来你，啊超级赞呀呗。哎呀，哎呀，零买别别你哩，别你啊傻逼哦，我都没考上没呢。那你又看看了别没？baby， 你你要傻逼哦？哦，哥哥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 呀妈了，你你要傻逼哦？哥哥耶，你嘛，这真正的打那你玩没喏哥喏喏啊，你看喏，你出来啊，lần cô sẽ nào rồi lần đó côပြောlúc gì tên làပြောđấy nó rồi chuyện đấy anh em mà cô lúc xin nào này tên là cho chúng nó cái đi lấy lưng mà cô lúc từ lần mà nó nóကျွန်တော်လည်းဒီသမီးလေးတယောက်တွင်လည်းကျွန်တော်ပတ်ဝန်းကျင်မှာမျက်နှာပြက်ပေါင်းများလာပါပြီဗျာ အကြောင်းမသိခင်ကတော့
တမျိုးပေါ့ဗျာအခုလို့ဒီကောင်မလေးကစိတ်ဝေဒနာတွေလေးဖြစ်နေဆိုတော့လေစိတ်ငေါင်းကြအောင် အဲ့ဒါနဲ့မြန်အန်ကယ်ဘာဖြစ်လို့သူ့ကိုကြက်ကြက်မမမကုတာပေးရလဲ စေကူတာပေါ့ဆိုတာလေအခက်သားလားသမီးရဲ့သူ့စိတ်ကရည်ရင်လေးခွဲအငယ်အိမ်မှာရှိနေတဲ့အချိန်မှာပုံမှန်ပဲအငယ်အိမ်ကမရှိတော့တာနဲ့သူ့စိတ်ကထေရဆိုင်တော့တာခွဲ ကျွန်တော်တို့ကကိုကြီးအိမ်ကကောင်မလေးကဖုန်းနံပါတ်ရလို့ဒီအကူကြီးဆက်တယ် ကျွန်တော်လည်းခင်ဗျားစီကဖုန်းရချင်းချက်ချင်းပြန်လာခဲ့တာပဲဗျာကျွန်တော်အိမ်ကတော့မဝင်တော့ပဲခင်ဗျားတို့စီတန်းလာခဲ့တာဒီကိစ္စအတွင်းနဲ့ကျွန်တော်တိမ်သားလုံးတောင်းပန်ပါလေဗျာ ရပါတယ်ကျွန်တော်မိဘချင်းကိုရင်းစားပါတယ်ဗျာ ဒီလာလေးလာကကလာ ဒီဗျာပညာလည်းတက်သူဝီပြောသမီးရလည်းဖြစ်အရာရာလည်းပြည့်စုံနေမှာဒီယောဂဆွဲကတ်တယ်ဆိုတော့နောက်တော့ကြီးဟာသူ့ရဲ့ဝတ်ကျွေးလိုပဲသဘောထားလိုက်ပါ အကိုကြီးစိတ်မရှိပါနဲ့အကိုကြီးသမီးကိုအိမ်တော်ပြုတ်ပေးလိုက်ရင်ရော အဲ့ဒီအိမ်အောင်ပြုတ်ပေးတဲ့ကိစ္စစတော့တာပါဗျာကျွန်တော်သမီးလေးဟာသူ့မှာချစ်သူရှိပါတယ်သူချစ်သူကောင်လေးနဲ့ပေးစားဖို့စေးဆက်ပြီးလက်ထပ်ခါနီးမှသူ့ရဲ့ကောင်လေးဟာမမျော်လင့်မဲနဲ့အက်ဆီဒင့်တစ်ခုနဲ့ဆုံးမသွားရှာတယ်ဗျာအဲ့ချိန်ကစပြီးသမီးလေးဟာစိတ်ကစင်ကလေးယောဂစဖြစ်တော့တာပါပဲ အန်ကယ်အဲ့ဒါဆိုရင်သူ့ကိုသူရောသိရလားယင် ကိုယ်သူလည်းသိရှာပါတယ်သမီးရဲ့ဒါကြောင့်လဲသူ့စိတ်ကိုထိမ့်ပြီးလူကောင်းဖြစ်အောင်ကြိုးစားနေရှာတာပါဒါပေမဲ့ယောက်ျားလေးနဲ့တွေ့ပြီးစိတ်လဲသွားတာနဲ့သူ့ယောဂထထပြီးဖောက်တော့တာပါပဲဗျာ ဟုတ်ကိုကြီးအိမ်ကကောင်မလေးပြောပုံရဆိုလေအရင်တော့ဖန်ခါတဲ့လူတွေဆိုရင်တဲ့အသားတွေကိုဓာတ်နဲ့မှုန်းနေတဲ့ပြီးတော့မီးရှို့တယ်တဲ့ပြီးတော့ခြေနဲ့လက်တွေကိုလည်းခွာတယ် အမလေးဖျားဖျားလေးလေးခင်ရဲ့အဲ့ဒါအခုမှပြောရသလားတောင်မမီတောင်လည်းအခုဆိုအဲ့လိုလောက်နေပြီလားမသိပါဘူး ဟုတ်လေဒီမှာလေတံမုံမီတာလောလောဆယ်တော့ချုပ်ထားတာတဲ့ဘာမှတော့မလုပ်သေးဘူးလို့ပြောတယ် ဟာလေးလေးကပြောနိုင်လို့လားဟုတ်ပါပဲ သမီးအဲ့လောက်ရစိတ်မူပါနဲ့ဒီမှာသူ့အဖေတရားလုံးရောက်လာပြီပဲအဖေတို့တာမမီတာကိုအေးစေးသွားပြန်ခေါ်ကြတာပေါ့ဟုတ်တယ်မ ဟုတ်ပါတယ်ဒီကသမီးလေးစိတ်ပူမယ်ဆိုလဲပူစရာပါဒီလိုလုပ်ပါဗျာကျွန်တော်အိမ်ကိုလိုက်ခဲ့ကြပါကျွန်တော်သမီးလေးကိုဖြောင်းပြပြီးဒီရန်ကလေးကိုပြန်ခေါ်လို့ရအောင်ကျွန်တော်လုပ်ပေးပါမယ်လာကြပါဗျာ တာမိုးရဲ့ကျမပြောတယ်တာမိုးရဲ့ သမီးညောသူရဲ့ညောသူပြီ ဟဲ့လေဘာလို့လဲဒီဟာယူ သမီးဖေဖေလေသမီးဖေဖေသမီးရဲ့ ဖေအော်ဒေဒီပပဖာတာဖေဟာအဖေမလေးဘူးတကလေးရချာလေးပါတက လုံးပါဗျာဝိုင်းထိကြပါဗျာသမီး စိတ်ကိုထိတ်စိတ်ကိုထိတ်ပါစိတ်ကိုထိတ်ပါစိတ်ကိုထိတ်ဟုတ်တယ်လေ ပြောင်းရစေဖေငယ်ချူဒီဒူထောက်ခါစားစေ ဘာလို့အမေတို့လည်းဖြစ်ကုန်ကြုံပါပဲ ဒါမှ ငါမျိုးတော့တောက်စီ ဒါလီပြောင်းရစေနဲ့ပြောင်းရစေကူကူ စိတ်ထဲမှာသမီး ဒီမှာနတ် သမီးသမီးတာမုံကြောင်အထက်ပေါ်ပါတယ်တာမုံတို့ကိုဆိုလိုက်မယ် ဟုတ်ကဲ့ဟိုစေးုံလေးပို့လိုက်အောင်နော် သမီးစိတ်ထဲလေ ရဲပါသမီးရေးပါလားသမီးလေး ကျွန်တော်ပြေးတယ်နော်